sorry ဆွဲရပါလေဟမ် ဘယ်လိုစား နောက်စားနဲ့ကိုယ် ပါ တိတ် ဒီပါ9000ပေးမယ် နောက်စားနင်းနေပြပဲဖွင့်လာတာ ဘာမှမသိတယ်ကမလေး အော်ပိ ဘေး တ် ရောက်ဆိုစားဖွင့်လို့မပိတ်လို့မရဘူးဆိုခဏမဟုတ်ပိတ်လို့ရ အဲ့ဒါဘာလို့ဖုန်းနဲ့ဖြစ်နေလဲ ထောက်ဆိုရင်ဒီပြေဘူးမာယူလေးနော်တော်ရအောင်နဲ့ မသိဘူးလေပြီးပါရဲ့ရှင် အဲ့ဒါလုံးလုံးလုံးမှချွေးတယ် ဘွားတော့ စိတ်ကြိုက်လို့ရှိတော့အကုန် စိတ်ရတော့သူရတယ်ဒါပေမဲ့ကိုယ်ပဲနားလောက်ကောင်းသွားတယ်လဲတော့စုံအာတောင် 4000 လေးလား စားပိတ်တယ်စားပိတ်တယ် တမနဲ့တော့မှာ တော့မှာ အကုန်ထုံးလိုက် ကောင်းသွားတယ် အဲ့ဒီ ကြည့်ရင်တော့ ဒီလောက်ရ စားတယ်ကြည့်ရင်တော့ အဆောက်ရင်းမ အဲ၄တော့တော့လည်းမရဘူး ပုံတော့လိုက်တော့တဲ့ဒိုင်းကပြောနေတာကိုယ်ပဲပဲဝယ် နည်းနည်းလာကြည့်ပါ ဘယ်လို တော့ပါ ကြည့်ရမ အဲ့ လဲ spicy ရ ဟုတ်တယ်တော့ပါကြည့်ဟာ တဲရီစားမယ်နော် ဟာ တဲရီစား အဲတော့ကြည့်ရ ညူ တဲရီစားမယ် ရှက်ရှက် ဖြစ်သွားတယ် ခုနပေါင်း ငါလည်းရှိပဲ ဟဲ့ဩ 30 ရလေလာ ကိုယ်မလာငါက နေတော့ရပြီ ခဏလာတာ ဘာလို့လဲ အာဝါလေးကိုကြိုက် လေးတောင်းလေတသိန်းတော့ ဒီလိုစား အေး တော့2000ပဲ3000 ကျုပ်လည်းတော့ဆောင်းတယ်ရင်းတော့ တော့โอเค မပြော ဆေးပဲ ကိုယ်လည်း လက်ပေါင်းပဲပါပါ စား အဲကျုံးနေ တယ်ဖွာတော့မှာရပါတော့ တယ်ရတယ်ဆိုဟုတ်တော့ ရပါတယ် အပါနည်းနည်းလာကြည့်ပါ အားလား ပိတ်တယ်လေ ခုနစားမှမသိဘူးသူကဘူးစားမှဆိုပြည့်စားမှဒီမှာပြောတာဒီ အားလား တော့ မကြားလိုက်ဘူး တော့ကအဲ့လိုပဲရှိတော့တယ် ဟောအဲ့ဒီတော့ရည် အဲ့ဒါ ဒီကလည်းမစားဘူးမရမှာငါက ကျုံးတော့ အကုန်တော့လား အဲ့ဒါဆို တော့ ဟုတ် အာ ဟုတ် ဒီက ဒီကြောင်ဒီဟဲ့ မစားဘူးဟုတ်တယ် ဘယ်လိုကြီး ကျောင်းလို့မပြောလား ပြောတယ် ဘယ်လိုမျိုးလဲဒါပဲတဲ့မင်းကြီးရတယ်အဲ့တော့လည်းယူလို့ နည်းစား ဒါ အဲ့ဒီရန်တော့ပေါ်တယ် ဆွမ်းပဲရတယ်ကို ဒီပါ ဆွဲကြ ဆွဲ